အခုမြင်နေရတဲ့ဒီကောင်လေးဟာမြောက်ကိုရီးယားနိုင်ငံမှာပိုစတာတစ်ခုကိုခိုးယူမိလို့ဆိုပြီးရရဆက်ဆက်အပြစ်ပေးခံရလို့နောက်ပိုင်းမှာအသက်ပါဆုံးရှုံးသွားပါတယ်။ဒါကတော့2019ခုနှစ်လောက်ကအမှန်တကယ်ဖြစ်ပျက်ခဲ့ပြီးတော့ကဘာကြီးကိုပါတုံလုံးစေခဲ့တဲ့အမှုလို့လည်းပြောလို့ရပါတယ်။သူ့နာမည်ကအော်တိုဝန်ဘီယာလို့ခေါ်ပြီးအမေရိကန်ကျောင်းသားတဦးပါ။သူကဗာဂျီးနီးယားတက္ကသိုလ်ရဲ့ကျောင်းသားဖြစ်ပြီးပညာတော်တဲ့ကျောင်းသားတဦးလည်းဖြစ်ပါတယ်။အဲ့တော့သူကဟောင်ကောင်ရဲ့တက္ကသိုလ်တစ်ခုမှာပညာသင်ဖို့ရောက်လာပါတယ်။ဟောင်ကောင်ကိုရောက်ပြီးသိမကြသေးတဲ့အချိန်မှာတရုတ်နိုင်ငံခြေဆိုင်ကုမ္ပဏီတစ်ခုကစီစဉ်ပေးထားတဲ့ခရီးစဉ်နဲ့မြောက်ကိုရီးယားကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။အော်တိုဝန်ဘီယာကမြောက်ကိုရီးယားခရီးစဉ်ကိုတွားဖို့အရန်ပြောနေခဲ့ပြီးမြောက်ကိုရီးယားကအင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံတစ်ခုလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ဒီခရီးစဉ်ကသူ့ဘဝရဲ့အဆုံးသတ်ကိုတဖြည်းဖြည်းဖြစ်လာမှာကိုတော့သူမသိခဲ့ပါဘူး။သူတို့ခရီးသွားအဖွဲ့ကမြောက်ကိုရီးယားကိုရောက်တော့အေးအေးဆေးဆေးပဲတွားလာနေကြတာပါ။တနေ့မှာအော်တိုဝန်ဘီယာကသူတို့တဲတဲ့ပြုံးရမ်းကအပြေးဆိုင်ရာဟိုတယ်မှာမြောက်ကိုရီးယားနိုင်ငံရဲ့ဝါရဖြန့်ပိုစတာတစ်ခုကိုဖြုတ်ပြီးတော့ယူလာခဲ့ပါတယ်။သူဒီလိုလုပ်ခဲ့တာတွေကိုဟိုတယ်ရဲ့ CCTV ကနေတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ဝန်ဘီယာတို့ခရီးသွားအဖွဲ့ရဲ့တရုတ်ကိုပြန်ကန်ပြီးပြုံးရမ်းလေစိတ်ကနေအထွက်မှာမြောက်ကိုရီးယားလုံခြုံရေးအဖွဲ့တွေကအော်တိုဝန်ဘီယာကိုဖမ်းဆီးလိုက်ပါတယ်။ဆွဆွဲချက်ကဟိုတယ်တွင်းကနိုင်ငံရေးပိုစတာတစ်ခုကိုခိုးယူလိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။တခြားနိုင်ငံတွေမှာဆိုရင်ဒီမှုကတန်ငွေတောင်းနေပြီးနိုင်ပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားမှာတော့ဒီမှုကနိုင်ငံတော်ကိုဆန့်ကျင်တဲ့အမှုကြီးဖြစ်နေပါတယ်။မြောက်ကိုရီးယားအစိုးရကအော်တိုဝန်ဘီယာကိုဒီမှုတွေတရားရုံးတက်စီပြီးကင်မရာတွေရှိမှငိုခိုင်းပြီးဒီလိုပြောခိုင်းပါတယ်။သူတို့ခဲ့တဲ့ဟာတွေကအမေရိကန်အစိုးရကခိုင်းလို့လုပ်ရတာပါ။မြောက်ကိုရီးယားကိုနာမည်ဖျက်ချင်လို့ပါဆိုပြီးပြောခိုင်းတာပါ။ဒီစကားတွေကိုဝန်ဘီယာကသူ့အသက်ကိုကယ်ဖို့ပြောနေရတဲ့အတင်းအကျပ်ဝန်ခံချက်တွေလို့ကမ္ဘာသတင်းဌာနတွေရောလူတွေကပါယုံကြည်ကြပါတယ်။အဲ့နောက်ဝန်ဘီယာကဘာမှမဟုတ်တော့တဲ့အပြစ်လေးအတွက်အလုံကျန်းတဲ့ထောင်နဲ့15နှစ်ချမှတ်ခံလိုက်ရပါတယ်။အဲ့ဒီတုန်းကဝန်ဘီယာရဲ့အသက်က22နှစ်ပဲရှိသေးတာမို့ဒီအပြစ်ဒဏ်ကလူငယ်တယောက်အတွက်ဘဝအဆုံးသက်လူနီးပါပဲ။ဝန်ဘီယာကမြောက်ကိုရီးယားရဲ့အချင်းထောင်ထဲမှာလူမဆန်စွာနှိပ်စက်ခံရတာတွေအာဟာရချို့တဲ့တာတွေဖြစ်ပြီးကျန်းမာရေးလည်းဆိုးရွားလာပါတယ်။ဝန်ဘီယာကထောင်ချခံရပြီး18လအကြာမှာတတိလေးမေမျိုးတဲ့အခြေအနေတွေပါဖြစ်လာပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်ဆိုရရဲ့ကြိုးပမ်းမှုကြောင့်ဝန်ဘီယာကိုအမေရိကန်ကိုပြန်လွှဲပေးလိုက်ပါတယ်။အမေရိကန်ကိုပြန်ရောက်တဲ့အချိန်မှာဝန်ဘီယာကစကားလည်းမပြောနိုင်ဘာမှလည်းမလှုပ်ရှားနိုင်တော့ပဲအသက်အန္တရာယ်ဆိုးရင်ရတဲ့အခြေအနေကိုရောက်နေပါပြီ။တရားဝန်ကအုံနောက်ထဲကိုအောက်ဆီဂျင်မရောက်ခဲ့တာကြောင့်အုံနောက်ကလည်းအလုံးမလုံးတော့ဘူးလို့ပြောလာပါတယ်။အော်တိုဝန်ဘီယာရဲ့မိဘတွေကလည်းကျွန်တော်တို့သားကိုအသက်ရှင်နေတဲ့လူတွေတယောက်ဖြင့်ပြန်ရလိုက်တာဆိုပြီးဝမ်းနည်းစွာပြောခဲ့ပါတယ်။ဒီလိုနဲ့ဝန်ဘီယာကအမေရိကန်ကိုရောက်ပြီး6ရက်အကြာမှာပဲတည်ဆုံသွားခဲ့ပါတယ်။တည်ဆုံတဲ့အချိန်မှာ22နှစ်ပဲရှိသေးပြီးရက်ဆက်တဲ့မြောက်ကိုရီးယားရဲ့စီကံချက်ကလူငယ်တယောက်ရဲ့ဘဝကိုအစောကြီးဆုံးသက်သွားခဲ့ပါတယ်။ဒီဖြစ်ပျက်တွေဖြစ်ပြီးတဲ့အချိန်မှာအမေရိကန်ဆိုရကသူတို့နိုင်ငံသားတွေကိုမြောက်ကိုရီးယားကိုသွားဖို့ပိတ်ပင်လိုက်ပါတယ်။အာဏာရှင်နိုင်ငံတွေမှာခရီးသွားရင်လုံခြုံမနေဘူးဆိုတာကိုအော်တိုဝန်ဘီယာကဘဝနဲ့ရင်ပြီးတက်တည်ပြသွားခဲ့ပါတယ်။